အမေရိကန်လူငယ်လုပ်ငန်းရှင်နှစ်ဦးဖြစ်တဲ့ Sean နဲ့ Ben တို့ဟာသူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ social media app အသစ်တစ်ခုကိုရောင်းချဖို့ရုရှားနိုင်ငံမော်စကိုမြို့ကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူတို့ရဲ့ idea ကိုယင်းနှိမ့်နှံသူတွေကခိုးယူသွားခဲ့ပြီးကုမ္ပဏီတွေကနေရိုင်းဆိုင်နှင်ထုတ်ခြင်းခံလိုက်ရပါတယ်။စိတ်တက်ကြနေတဲ့သူတို့နှစ်ယောက်ဟာညဘက်မှာစိတ်ပြေလက်ပြောက်ဖြစ်အောင် night club တစ်ခုကိုသွားခဲ့ကြပါတယ်။အဲဒီမှာနာတာလီနဲ့အန်ဆိုတဲ့အမေရိကန်မလေးနှစ်ယောက်နဲ့စုံပြီးပျော်ပါနေတော့မှပဲထူးဆန်းတဲ့အဖြစ်အပျက်ကြီးစတင်ပါတော့တယ်။ကလပ်တစ်ခုလုံးမီးတွေမှောင်အတိကျသွားပြီးလျှက်စစ်ပစ္စည်းအားလုံးအလုံးမလုံးတော့ပါဘူး။လူတွေအားလုံးအပြင်ကိုထွက်ကြည့်လိုက်တဲ့အခါကောင်းကင်ရံတစ်ခုလုံးရွှေရောင်အလင်းတန်းတွေဖုံးလွှမ်းနေပြီးအလင်းလုံးလေးတွေမူးရီဆက်တွေလိုကဘာပေါ်ကိုဆင်းသက်လာတာကိုမြင်လိုက်ရပါတယ်။ရဲအရာရှိတစ်ယောက်ကအနီးနားကိုကျလာတဲ့အလင်းလုံးကိုထိတွေးဖို့ကြိုးစားလိုက်တဲ့ခဏမှာပဲခန္ဓာကိုယ်တစ်ခုလုံးပြအဖြစ်ပြောင်းလဲသွားပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ဒါဟာရိုးရိုးအလင်းလုံးတွေမဟုတ်ပဲလူသားတွေကိုအမှုန့်ဖြစ်အောင်လုပ်နိုင်တဲ့ကြောက်မက်ဖွယ်ကြိုသားတွေမှန်တီးလိုက်ရတဲ့အခါမှာတော့တစ်မျိုးလုံးဗရန်ပရာဖြစ်ပြီးထွက်ပြေးကြပါတော့တယ်